စေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလားကြနေတဲ့ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုပ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလည်းအဲ့တိုင်ပါပဲဟိုစက္ခုပါဠမထေရကြီးဆိုတာပိဿတို့ကြားဖို့ပါလေမျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပို့ကောင်းလေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေတနာမပါရင်အပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ပိဿကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကိုပြန်ပြီးတော့ခြိတုပ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားပါပဲပြောတပည့်တော်ကတော့ကာယဓာတ်ပဲအပြစ်ကြီးဆုံးလို့ယူဆနေတော့မယ်ဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရစ္ဆာန်တွေအားလုံးကိုလူတယောက်ကဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လုပ်ပလိုက်မယ်တတ်ပြီးတော့အသားတခြားအယိုးတခြားဖြစ်အောင်လုပ်ပလိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့မဖြစ်နိုင်ပါဘူးဗျာအေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလုပ်မယ်ဆိုရင်ဖြစ်နိုင်လားတဲ့အဲ့ဒါတော့ဖြစ်နိုင်ပါလေဗျာစိတ်တကိုးဟာကာယဓာန်လားမနောဓာန်လားအေးသူတို့အယူဆဆိုရင်မနောဓာန်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားရဲ့သဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွယ်တဲ့စင်စင်စားစားပြောတင့်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောတပည့်တော်ကတော့လက်မခံသေးဘူးဗျာအဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိကြီးတာဆိုတော့စိတ်ရှင်လက်ရှင်ဆက်ပြောတယ်တကြွယ်တဲ့တင့်ကိုငါမေးမယ်တဲ့ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာတောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာဘာပြုလို့သင်ကြားဘူးလေတဲ့မှန်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြူစားတာလို့တပည့်တော်ကြားဖို့ပါတယ်ဗျာစိတ်အစွမ်းကြောင့်မြို့တွေကနေတောကြီးတွေဖြစ်သွားတာသင်စကားကိုရှင်းနောက်ဆင်ញင်ပြီးတော့ပြောအဲ့ဒီတော့မှတကြွယ်ကမှန်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖေ။ဒါပေမဲ့စမ်းကြဲတဲ့စကားကိုနားထောင်ခြင်းလို့တပည့်တော်ဆန့်ကျင်ဘက်မထေမဲ့မြင်ပြုပြီးတော့ပြောမိတာသိခံခွင့်လို့ပါဗျာ။ဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်တာဝကလို့မှတ်ပါဟုတ်။မြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာ။အဲ့ဒီမှာမြတ်စွာဘုရားကဘာမိတ်ရှိလဲဆိုတော့တခါကြီးသင်လိုထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတစ်ယောက်ဟာအလုပ်တစ်ခုကိုစင်စင်စားစားလုပ်တဲ့နဲ့အရန်ကာရောရှိမဆုံးဖြတ်နဲ့အဲ့ဒီလိုပြောတော့အရှင်ဘုရားတဲ့ဒီစကားကြောင့်ပိုးပြီးတော့တပည့်တော်အရှင်ဘုရားကိုမျက်နှိုးရပါတယ်ဗျာတဲ့ဘာဖြစ်လို့လဲဆိုတော့အယူအဆတစ်ပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပည့်တော်လိုတကားမျိုးသာရမယ်ဆိုရင်ဟောဒီတစ်မျိုးလုံးကိုတကွန်လေးအလန်းလေးလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့အရှင်ဘုရားကတော့စင်စင်စားစားလုပ်လို့ပြောနေတယ်တဲ့အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန့်ရှိတော့ဆိုတကားကြီးအချိန်အကြာကြီးတဲ့အိမ်မှာဏိကန္ထတွေဟာရေတွင်းသဖွယ်တင်လှူဒန်းခဲ့ဒါကြောင့်သူတို့လာမယ်ဆိုရင်ဆွမ်းကောင်းအဖျော်ယမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပို့ပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားဘူးနေတာကယဟန်ဂေါတမကငါသာတင်လှူငါလှူမှအကျိုးရှိတယ်တခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဘူးပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတကားကြီးကိုဒါနကထာသီလကထာအစဉ်အတိုင်းဟောတော့သောတပတ္တိမေညာပူညာကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှာအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှာအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်းမယ်သို့တော်ဒီတုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဦးဇင်းဆက်ပြောမယ်နော်အဲ့ဒီလိုနဲ့ဥပါလိတကြွယ်ကယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတဲ့လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တစင်စကားအဲ့ဒီတော့ဒီကတပတ်တည်းကသူ့ဆရာကြီးတွေသွားပြောတယ်ဆရာကြီးထင်တဲ့အတိုင်းပဲယဟန်ဂေါတမတပည့်ဖြစ်သွားပါတဲ့မဖြစ်နိုင်ဘူးတဲ့ဆရာကြီးကမယုံ၃ချိန်ညင်းတယ်အဲ့ဒီမှာဒီကတပတ်တည်းကသွားပြီးတော့စုံစမ်းတော့တကားဆောင်ကဘာပြောလဲဆိုတော့အရှင်တဲ့စွမ်းလူချင်းရင်ဒီမှာရက်ကျွန်ုပ်ရဲ့တထေးကပြောထားတယ်ယဟန်နေအတွက်တကားဖွင့်ထားတယ်နိဂန္ဓတွေအတွက်တကားပိတ်ထားတယ်လူချင်းတယ်ဆိုရင်တော့စွမ်းပေးပါမယ်အထဲထဲကိုတော့မဝင်ပါနဲ့စိတ်တူတယ်ဒီကတပတ်တည်း
အဲ့ဒါနဲ့ခြာကနေဆိုလှည့်ပြန်လာဆရာကြီးကိုပြောတယ်အမှန်ပဲတဲ့ကျွန်ုပ်ကိုယ်တိုင်သိခဲ့မယုံဘူးဆရာကြီးကအဲ့ဒါနဲ့ဆရာကြီးကိုယ်တိုင်အချမ်းရံဒီအများကြီးချမ်းရံပြီးတော့ဥပါလိတကြရဲ့အိမ်ကိုရောက်လာတော့တကားဆောင်ကဒီလိုပဲတားတယ်စိတ်တူလိုက်တာလေအဲ့ဒါနဲ့ gain တင့်ရဲ့တတိကိုသွားပြီးတော့ပြောကြည့်ဒီကန္ထာနာတဗုဒ္ဓဆရာကြီးလာတယ်လို့အဲ့ဒါနဲ့သွားပြီးတော့ပြောတော့ဥပါလိတကြကအေးအဲ့ဒါလို့ဆိုရင်ငါရဲ့အုတ်တိုင်းအထက်ထက်ရှိတဲ့အ ਨੇ ကအလဲအုတ်တိုင်းရဲ့အတွင်းမှာနေရာတွေခင်းထားလိုက်ပြီးပြီဆိုတော့သူကအမြင့်မြတ်ဆုံးထိုင်ကုန်ပေါ်မှာတကြွယ်ကထိုင်နေထိုင်ပြီးတော့ဒီကန္ထာနာတဗုဒ္ဓဆရာကြီးနဲ့တပည့်တွေရောက်လာတော့ gain ထိုင်နေတဲ့နေရာမှာထိုင်ကြပါစိတ်တူလိုက်တာလေအခါတိုင်းဆိုလို့ရှိရင်တကြွယ်ကနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုတွင်းပြီးတော့အမျက်တနုဆရာကြီးထိုင်မဲ့အမျက်ဆုံးနေရာကိုသူ့ရဲ့အပေါ်ယုံဦးကလေးနဲ့ဖွတ်တိုက်ပြီးတော့ဆရာကြီးဒီနေရာထိုင်မှာဒီလိုဒီနေ့တော့ဘယ်လိုဖြစ်နေလဲခြိုက်တဲ့နေရာမှာထိုင်တဲ့သူကအကောင်းဆုံးနေရာမှာထိုင်နေတာအဲ့ဒီတော့ဘာပြောလို့ဆိုတကြွယ်တဲ့